ချိုချင်းတလုံးတော့တရားနဲ့ဝယ်စားလို့မရတဲ့ခစ်တယ်မှာမြန်မာငွေကျပ်100နဲ့စားလို့ရတဲ့အကင်ဆိုင်လေးကိုခေါ်တော့ပေးပါမယ်ခင်ဗျာ Hello guys ဒီနေ့ကျွန်တော်ခေါ်တော့မယ့်ဆိုင်လေးကတော့100ကျပ်တဲ့ဒုတ်ထူဆိုင်လေးပါခင်ဗျာဆိုင်လေးကတန်းတန်းရှင်းရှင်းလေးနဲ့အကင်လေးလည်းစိတ်ကြိုက်ရွေးပြီးစားလို့ရအများကြီးခင်းပေးထားပါတယ်ခင်ဗျာအကင်တွေကတော့အစုံပါပဲခင်ဗျာဗမာဒုတ်ထူထဲမှာဆိုရင်တော့တခွားသီးငဖယ်တို့ဘူးဘဲဥအစုံရှိပါတယ်ခင်ဗျာကျွန်တော်တို့ကိုယ့်ဘက်ဂျက်နဲ့ဒုတ်ချောင်ရွေးပြီးစားစရာမလိုတဲ့ဆိုင်တွေ့ပြီဆိုတော့ share plan နဲ့ဆွဲနေပါပြီခင်ဗျာဘေးကညီမလေးတော့နည်းနည်းတိခံပေးပါတော့နည်းနည်းတော့ညက်ပတ်ပါတယ်ခင်ဗျာဒီဆိုင်မှာဒုတ်ထူပဲရလားဆိုမဟုတ်ပါဘူးခင်ဗျာအတုပ်တွေလည်းရပါတယ်ခင်ဗျာကြာစံတုပ်ခောက်ဆွဲတုပ်ပြီးတော့တခြားအတုပ်တွေလည်းရှိပါသေးတယ်ခင်ဗျာကျွန်တော်အတုပ်တွေဆိုအရင်ကြိုက်တဲ့ထင်မှာမပါတော့ခောက်ဆွဲတုပ်တွေပဲစမ်းစားကြည့်လိုက်ပါတယ်ခင်ဗျာခောက်ဆွဲတုပ်တွေကဂျုံခောက်ဆွဲကိုကြော်ပြီးမှတုပ်ထားဆိုကျွန်တော်တို့လိုအတုပ်မကြိုက်တဲ့လူတွေအောင်စားရတော်တော်လေးအဆင်ပြေပါတယ်ခင်ဗျာအကင်းနေအတုပ်တွေစားပြီးလို့အီမာလည်းမစိုးရင်ပါနဲ့ခင်ဗျာသူ့မှာအေးတွေကလည်း1500ကျပ်ပဲရှိပါတယ်ခင်ဗျာကျွန်တော်တို့ချင်းချင်းလေးတောက်ချင်တာနဲ့ကီဝီလေးတောက်လိုက်ပါတယ်ခင်ဗျာစားလို့လည်းဝပြီဆိုတော့ဆိုင်လိပ်စာလေးပြပြပါမယ်ခင်ဗျာဆိုင်လိပ်စာလေးကလမ်း20အလဲဘလောက်လာတာမီပွားအောင်ရရင်ဒီလိုလေးရက်ပြီးတော့ကြည့်လိုက်ပါခင်ဗျာမီပွားရင်နေကြည့်လိုက်မယ်ဆိုရင်ကျွန်တော်အခုမြပြထားတဲ့နေရာလေးမှာပါခင်ဗျာ Bye bye see you next video